ပိဋကတ်ရဲ့ဝေဖန်မှုကြောင့်လက်ရှိတွင်နေတဲ့ခရိုနီတထေးကြီးနဲ့လမ်းခွဲလိုက်ပါပြီဆိုရဲတရုတ်ဆောင်ချူလေး MRD4 ဇလန်တွေကနေတဆင့်လူတီများနာမည်ကြီးလာတဲ့တရုတ်ဆောင်ချူလေးဟာယခုအချိန်မှာတော့ MRD4 ကနေနှုတ်ထွက်သွားပြီဖြစ်ပေမဲ့နာမည်ကြီးမင်းသားများနဲ့တွဲဖက်ကရုပ်ရှင်ဇာတ်ကားကြီးတွေမပြတ်ရိုက်ကူးခဲ့ရတဲ့အထိအောင်မြင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်ချူလေးဟာလူမြင်ကွင်းမှာချစ်သူနဲ့နန်းနေတဲ့ဓာတ်ပုံတွေလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်ပိုင်းပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုလည်းခံခဲ့ရပါသေးတယ်။ဒါအပြင်ချူလေးရဲ့ချစ်သူကမြန်မာပြည်ရဲ့နာမည်ကြီးခရိုနီတထေးသားတယောက်ဟုသိရပြီးတော့အိမ်အောင်လည်းရှိနေသူဖြစ်တာကြောင့်ချူလေးကိုဂျာကူလီဆိုပြီးတော့ဝိုင်းဝန်းအပြစ်တင်ဝေဖန်တဲ့တွေကိုလည်းခံခဲ့ရပါသေးတယ်။လက်ရှိမှာတော့တရုတ်ဆောင်ချူလေးဟာသူမရဲ့ချစ်သူနဲ့လမ်းခွဲလိုက်ပြီလို့လည်းသိရပါတယ်။သို့ပေမဲ့လည်းတခြား MRD4 မင်းသမီးတွေဖြစ်တဲ့ပိုးကြပြူခင်မြတ်တူစတဲ့နာမည်ကြီးမင်းသမီးတွေဆိုရင်လည်းတခုလက်တထေးကြီးတွေနဲ့လက်ထက်နေကြတာဖြစ်တဲ့အတွက်မင်းသမီးတွေစပွန်ဆာရှာတာဝေဖန်စရာကိစ္စတစ်ခုလိုတောင်မမြင်တော့ပါဘူးဆိုပြီးတော့ရေးသားဖော်ပြချက်တချို့ကိုလည်းတွေ့ရပြန်ပါသေးတယ်။ဟုတ်ကဲ့ပါပြည်သက်ကြီးတွေရဲ့ထင်မြင်ယူဆချက်များကိုလည်း comment ဘောက်မှာဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်ခင်ဗျာ။